အဲ့တော့မေတ္တာတရားဆိုတာဘေဒပေါင်းသူတော်ကောင်းတို့အလုံးပို့နေကြတာပါပဲမေတ္တာဆိုတာဘာလဲတတ္တဝါတို့ရဲ့ကောင်းကျိုးချမ်းသာကိုလိုလားတဲ့စိတ်ပေါ့ငါသည်ဘေးရန်ကင်းခြင်းနဲ့ငါသည်ကျမ်းမာရေးကောင်းခြင်းနဲ့ငါသည်နှလုံးစိမ်ဝမ်းငြိမ်းချမ်းခြင်းနဲ့အဲ့ဒါလိုပဲတခြားသောတတ္တဝါတွေလည်းဘေးရန်ကင်းခြင်းညာလိမ့်မယ်ကျမ်းမာရေးကောင်းခြင်းညာလိမ့်မယ်နှလုံးစိမ်ဝမ်းငြိမ်းချမ်းခြင်းညာလိမ့်မယ်လို့တတ္တဝါတွေရဲ့အပေါ်မှာကိုယ်နဲ့နှိုင်းစာပြီးတော့အဲ့ဒီတတ္တဝါတွေလိုလားတောင့်တနေတဲ့ကောင်းကျိုးနဲ့ချမ်းသာရသွားကြပါစေလို့စိတ်ထဲကညှွတ်ပေးနေတယ်ဆိုရင်အဲ့ဒါကိုမေတ္တာအဲ့ဒီလိုမကြာခဏအဲ့ဒီစိတ်ကလေးဖြစ်အောင်ကြိုးစားရမှာနော်ဒီစိတ်ကလေးကိုမေတ္တာတိတိမတ်မတ်ပွားနေတဲ့အချိန်မျိုးမှာဆိုရင်တော့စင်စမပြတ်ဖြစ်နေအောင်ကြိုးစားရမှာပေါ့တတ္တဝါတွေဒီပင်လျင်မေတ္တာဖြစ်ဖို့အတွက်အာယုံဖြစ်သွားတယ်ခက်တာကဒကာဓမ္မတို့ဦးဇင်းတို့တွေကတတ္တဝါတွေကိုမေတ္တာအာယုံအနေနဲ့မထားနိုင်မဲနဲ့များသောအားဖြင့်တော့ဒေါသအာယုံထားတာမှန်ကတော့ဒီတတ္တဝါတွေကြောင့်ကိုယ်မှာမေတ္တာလည်းဖြစ်နိုင်တယ်သို့မဟုတ်မကျေနပ်ဘူးဆိုရင်တော့ဒေါသလည်းဖြစ်နိုင်တယ်ဒီတတ္တဝါအာယုံကိုပဲတတ္တဝါဒီဟူသောအာယုံကိုပဲအာယုံပြုတ်ပြီးတော့ဒေါသဆိုတာလည်းဖြစ်ကြတာများတယ်မဟုတ်လားဒေါသဖြစ်စေအာယုံတွေကတော့အများကြီးပါပဲကိုယ့်ရဲ့အနာရောဂါတွေကိုကိုယ့်ရဲ့အစင်မပြေမှုတွေကိုဒါတွေကိုတွေးပြီးတော့လဲဒီအာယုံတွေကြောင့်ဒေါသဖြစ်နိုင်တယ်လို့များသောအားဖြင့်တော့မကြေမနက်ဒေါသဖြစ်ရတယ်ဆိုတာကသက်ရှိလူသားတွေဒီဟူသောအာယုံကိုအာယုံပြုတ်ပြီးတော့ဒေါသဖြစ်ကြတာခုမေတ္တာဆိုတာကောမေတ္တာဖြစ်ဖို့အတွက်အာယုံကတခြားသွားရှာရတာလားမဟုတ်ဘူးဘယ်သူသည်ပင်လေမေတ္တာရဲ့အာယုံဖြစ်နေတော့တတ္တဝါဒီသည်ပင်လေနော်တတ္တပညတ်ပေါ့ဒီတတ္တဝါဒီဟူသောပညတ်သည်ပင်လေဒါမေတ္တာရဲ့အာယုံဖြစ်နေတယ်အဲ့တော့ဒီတတ္တဝါတွေကိုပဲအာယုံပြုတ်ပြီးတော့တတ္တဝါတွေလိုလားတောင့်တတဲ့ကောင်းကျိုးနဲ့ချမ်းသာရသွားကြပါစေဆိုလို့ရှိရင်ဒါမေတ္တာမဖြစ်ဘူးလားအဲ့ဒီမေတ္တာကိုဒကာဓမ္မတို့ဦးဇင်းတို့အပန်းဝအောင်ရင့်ကျက်အောင်လိမ္မာကျွမ်းကျင်အောင်ကြိုးစားမယ်ဆိုလို့ရှိရင်ဒေါသဖြစ်เสียတယုံတယုံကိစ္စနဲ့ကြုံရင်တောင်ဒေါသဟာမဖြစ်ဘဲရှိနေတတ်တယ်ဟုတ်လားဒါကရေများရေနိုင်မီးများမီးနိုင်သဘောပဲကိုကတစ်ကနေရှိရင်အမြဲတမ်းစိတ်တူနေတဲ့သဘောနည်းနည်းလေးပြောတာတော့အများကြီးစိတ်တူနေတဲ့သဘောတွေပဲအလေးအကျင့်များနေမယ်ဆိုရင်တော့အဲ့ဒီအလေးကျင့်ကပဲကိုယ့်ကိုနိုင်သွားပြီးတော့စိတ်တူစရာနည်းနည်းမတွေးလိုက်နဲ့အရန်တင်ပဲခလုတ်နှိပ်လိုက်တာလည်းတောင်လွယ်မယ်ထင်တယ်နော်ဒေါသဖြစ်ဖို့ရာကဟုတ်ရလားအကုန်လုံးပြင်ပြီးသားဆင်ပြီးသားပေါ့ဗျာဟုတ်လားနော်အကုန်လုံးပြင်ပြီးသားဆင်ပြီးသားနည်းနည်းလေးလာပြောလိုက်တာနဲ့ဘယ်ချိန်ကိုကစိတ်တူသွားမှတောင်မသိလိုက်အောင်မြန်တယ်အဲ့ဒီအလုပ်ကိုအဲ့ဒါလောက်ပိုင်နေနိုင်နေကျွမ်းကျင်နေပေါ့ဖြစ်နေတာကအဲ့လိုဖြစ်နေတာအဲ့လိုဖြစ်ရမှာမဟုတ်ဘူးမေတ္တာကိုပိုင်အောင်နိုင်အောင်ဒါကြောင့်မြတ်စွာဘုရားကမေတ္တာကိုယာနိကတာအရင်သက်ဆက်နှိုးထားတဲ့ရင်တစည်းလိုပိုင်အောင်ကျင့်ရမယ်